အာဖဂန်နစ္စတန်ဆိုတာနဲ့အများစုကတော့စစ်ပွဲတွေပဋိပက္ခတွေကိုပဲပြည့်မြင်ကြမှာပေါ့ဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီလိုတည်င်းခေါင်းစဉ်တွေရဲ့နောက်ွယ်ကိုတစ်ချက်လောက်ကြည့်ချင်ပါတယ်မြေပုံပေါ်ကစီးပေါင်တွေကိုကြော်လွန်ပြီးအဲ့ဒီမြေပေါ်မှာနေတဲ့လူတွေရဲ့တကယ်ဇလန်းကိုနားလည်အောင်ကြိုးစားကြည့်ကြရအောင်ကဲဒီမြေပုံကိုတစ်ချက်ကြည့်လိုက်ရုံနဲ့တင်အာဖဂန်နစ္စတန်ရဲ့အရေးပါတဲ့အနေအထားကိုမြင်နိုင်တယ်နော်တောင်အားရှားရဲ့နှလုံးသားလောက်တောင်တင်စားလို့ရတဲ့နေရာမှာအင်အားကြီးနိုင်ငံတွေဝိုင်းရံနေတဲ့ကုန်းသိမ်းပိတ်နိုင်ငံတစ်ခုပေါ့အတိအကျပြောရရင်ဒီနေရာကပဲသူ့အတွက်ကောင်းခြင်းရောဆိုးခြင်းရောဖြစ်စေခဲ့တာပါရှေးခေတ်ကလေးကကုန်းသွေးကြီးလက်မကြီးတွေရဲ့ဗဟိုချက်ဖြစ်ခဲ့တယ်လို့အင်ပါယာကြီးတွေရဲ့စစ်တလင်လည်းဖြစ်ခဲ့ရတယ်သူ့ရဲ့တမိုင်းတစ်ခုလုံးကိုဒီပထွားပြူဝင်အနေထားပဲပုံဖော်ခဲ့တယ်လို့ပြောလို့ရပါတယ်โอเคဒါဆိုဒီနေ့ဘာတွေပြောကြမလဲဆိုတော့အရင်ဆုံးသူ့ရဲ့တောင်တန်းနေများတဲ့ကြမ်းတမ်းတဲ့မြင်မျက်နှာသွင်းပြနေစောကြမယ်ပြီးရင်တော့မတည်ငြိမ်တဲ့တမိုင်းရည်စီကြောင်ထဲကိုခဏလောက်ဝင်ကြည့်ကြမယ်အဲ့ဒီနောက်မှာတော့အဲ့ဒီမြေပေါ်မှာနေထိုင်တဲ့ကီတူလီရဲ့ဘဝကိုကိန်းကနန်းနေနဲ့လေ့လာကြည့်မယ်နောက်ဆုံးမှာတော့နိုင်ငံရဲ့အုပ်ချုပ်ရေးအပြောင်းအလဲနဲ့လက်ရှိရင်ဆိုင်နေရတဲ့စင်ခေါ်မှုတွေအထိအတူတူလေ့လာသွားကြမှာပါပထမဆုံးအပိုင်းရဲ့ညီးနဲ့ဒီနိုင်ငံရဲ့ကံကြမ္မာကိုပုံဖော်ခဲ့တယ်လို့တောင်ပြောလို့ရတဲ့အရာသူ့ရဲ့တောင်တန်းတွေအကြောင်းဆက်ပြောကြရအောင်ဒီတောင်တန်းတွေကသူ့အတွက်အကာအကွယ်တစ်ခုချစ်ခဲ့တယ်လို့တစ်ဖက်မှာလည်းအထီးကျန်စေခဲ့တယ်ဒီယာကဒီနိုင်ငံရဲ့သမိုင်းနဲ့လူမျိုးတွေပေါ်ဘလို့တွေလွှမ်းမိုးခဲ့တယ်လဲဆိုတာကြည့်လိုက်ရအောင်အာဖဂန်နစ္စတန်ဆိုတာအင်နီချင်း6နိုင်ငံနဲ့နေနေမိတ်ချင်းထိစပ်နေတဲ့နိုင်ငံတစ်ခုပါဒါပေမဲ့အရေးကြီးတာကနိုင်ငံရဲ့ area အများစုကိုဟိန္ဒူကွရှ်လိုမျိုးအင်မတန်ကြမ်းတမ်းပြီးဖြတ်ကျော်ဖို့ခက်ခဲတဲ့တောင်တန်းကြီးတွေကဖုံးလွှမ်းထားတာပဲအဲ့ဒီတော့ဘာဖြစ်လာလဲဆိုတော့လူဖွဲ့ကြီးတွေကတနေရာနဲ့တနေရာအဆက်အသွယ်ပြတ်တယ်လို့ဖြစ်ပြီးကိုဒေတာနဲ့ကိုယဉ်ကျေးမှုနဲ့ကိုတီးတန့်ဖြစ်ထွန်းလာစေခဲ့တယ်။ယာဒီဥရုကလည်းတော်တော်လေးပြင်းထန်တယ်။ဆောင်းတွင်းဆိုရင်အယိုးကွက်မတက်အေးပြီးနွေယာဒီကြပြန်တော့လေအလွန်ဘူးပြင်းချောက်တဲ့ယာဒီဥရုမျိုးပါ။အဲ့ဒီလိုကြမ်းတမ်းတဲ့ပထဝီပင်အနေထွားဖို့မှာပဲအိမ်မတန်ရှုပ်ထွေးပြီးမတည်ငြိမ်တဲ့တမိုင်းဇလန်တစ်ခုဖြစ်တည်ခဲ့ပါတယ်။တချိန်ကဖြေးနိုင်ငံတစ်ခုအဖြစ်ကနေအခုလိုပฏิပတ်ခတွေကြားတဲ့ကိုဘလို့များရောက်သွားခဲ့တယ်လဲဆိုတာကိုဆက်ကြည့်လိုက်ရအောင်အာဖဂန်နစ္စတန်ရဲ့ခေတ်သစ်သမိုင်းကိုဒီ timeline မှာအချင်းချုပ်ကြည့်နိုင်ပါတယ်။18ရာစုမှာနိုင်ငံကိုစတင်တည်ထောင်ခဲ့ပြီး1990မှာတော့ British တွေရဲ့ဩဇာဖွံ့မှုကနေလွတ်လပ်ရေးရခဲ့တယ်။ဒါပေမဲ့အဲ့ဒီတည်ငြိမ်မှုကကြာကြာမခံခဲ့ပါဘူး။1999ခုနှစ်မှာဆိုဗီယက်တပ်တွေဝင်ရောက်လာတာကနိုင်ငံကိုဆယ်စုနှစ်တခုလောက်ကြာတဲ့ပျက်စီးမှုတွေပြည့်နေစစ်ပွဲကြီးတဲ့ကိုတွန်းပို့လိုက်သလိုပါပဲ။အဲ့ဒီစစ်ပွဲပြီးမှလည်းဗီဒွေးစစ်တွေဆက်ဖြစ်နောက်ဆုံး1996မှာတာလီဘန်လီကပထမဆုံးအကြိမ်အာဏာရလာခဲ့တယ်။2000မှာတော့9/11တိုက်ခိုက်မှုရဲ့နောက်ဆက်တွဲအဖြစ်အမေရိကန်ဦးဆောင်တဲ့မဟာမိတ်တပ်တွေကသူတို့ကိုဖြုတ်ချခဲ့ပါတယ်။ဒါပေမဲ့အားလုံးသိကြတဲ့အတိုင်းပဲ20ကြာစစ်ပွဲပြီး2021မှာတော့တာလီဘန်တွေကနိုင်ငံကိုနောက်တစ်ကြိမ်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြန်ပါတယ်။ကဲနိုင်ငံရဲ့မြေနဲ့တမိုင်းအကြောင်းအနီအခုအဲ့ဒီမြေပေါ်မှာတကယ်နေထိုင်ကြတဲ့လူတွေအကြောင်းကိုစက်ကြည့်ကြရအောင်။သူတို့ရဲ့နေ့စဉ်ဘဝတွေကိုကင်ကရန်တွေကနေတဆင့်ဘလို့ပုံဖော်ထားတယ်လဲဆိုတာကြည့်ရတာတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ပထမဆုံးအနေနဲ့တော်တော်လေးအောင်စရာကောင်းတဲ့ကင်ကရန်တစ်ခုကိုကြည့်ရအောင်။နိုင်ငံလူဦးရေရဲ့40ရာခိုင်နှုန်းနီးပါးဟုတ်ပါတယ်40ရာခိုင်နှုန်းနီးပါးကအသက်14နှစ်အောက်ကလေးတွေဖြစ်နေတယ်တစ်ဖက်မှာကြည့်ရင်ဒါဟာနိုင်ငံရဲ့အနာဂတ်တော့ကြီးမားတဲ့အလားအလာတစ်ခုပေါ့ဒါပေမဲ့တစ်ချိန်တည်းမှာပဲပညာရေးကျန်းမာရေးစောင့်ရှောက်မှုတွေအတွက်တိုင်းပြည်မှာရှိနေတဲ့ကြီးမားတဲ့ဝန်ထုတ်ဝန်ပိုးကိုလည်းပြနေတာပါအဲ့ဒီလူငယ်အိုးရင်များပြားမှုကိုပိုပြီးထင်ရှားစေတဲ့နောက်တစ်ချက်ကတော့နိုင်ငံသားတယောက်ရဲ့ပြင်းပြအသက် median age ပါ19နှစ်ခွဲပဲရှိပါတယ်ဒါဟာအာဖဂန်နစ္စတန်ကိုကပ္ပပေါ်မှာအသက်အငယ်ဆုံးနှုတ်အဖွဲ့အစည်းရည်ထဲကတစ်ခုဖြစ်စေတဲ့အထူးအချက်ပါပဲဒါပေမဲ့ဝမ်းနည်းစရာကောင်းတဲ့အချက်ကတော့ဒီလောက်လူငယ်တွေများပြားတဲ့နိုင်ငံမှာမွေးဆယ်ကန်နဲ့မျောမှန်းနိုင်တဲ့ပြများတက်တန်းက54နှစ်ဝန်းကျင်ပဲရှိနေလာပါဒါဟာဆယ်စုနှစ်တင်နဲ့ချီတဲ့ပဋိပက္ခတွေစင်ငယ်မွေးတင်မှုနဲ့ကျမကြီးစနစ်ရဲ့အားနည်းမှုတွေကချန်ထားခဲ့တဲ့ခြေခွဲစရာအမွေတစ်ခုလို့ဆိုရမှာပါပဲအဲ့ဒီကျမရေးဆိုင်ရာစိန်ခေါ်မှုတွေဘလောက်ပြင်းထန်လဲဆိုတာကိုဒီအချက်ကတက်သေးပြနေပါတယ်။မွေးကင်းစားကလေးငယ်တွေဆုံးမှုနှုန်းမှာအာဖဂန်နစ္စတန်ဟာကမ္ဘာပေါ်မှာအဆင့်တစ်နေရာမှာရှိနေပါတယ်။နံပါတ်1ပါ။ဒါကမိခင်နဲ့ကလေးငယ်တွေကအခြေခံအကြားဆုံးကျမရေးဆုံးရှုံးမှုတွေတောင်ဘလောက်တောင်အရေးကြီးကြီးလိုအပ်နေလဲဆိုတာကိုမိမောင်းထုတ်ပြနေတယ်လို့ပါပဲ။ပညာရေးဘက်ကိုတစ်ချက်ကြည့်လိုက်ရင်လည်းစိန်ခေါ်မှုတွေကကြီးမားနေစေပါ။အသက်15နှစ်နဲ့အထက်လူဦးရေရဲ့39.3% လောက်ပဲစာရေးတက်ဖတ်တတ်ပါတယ်။ဒါပေမဲ့ဒီကိန်းခဏတစ်ခုတည်းကဇလံအပြည့်စုံကိုမပြိုပြနိုင်သေးဘူးတကယ်ပုံရိပ်အမှန်ကိုမရောက်ဖို့ဂျာမကွာဟာချက်ကိုကြည့်ဖို့လိုလာပါတယ်ဒီမှာရှင်းရှင်းလင်းလင်းတွေ့ရတဲ့အတိုင်းပါပဲအမျိုးသားနဲ့အမျိုးသမီးကြားကပညာရေးကွာဟာချက်ကတော်တော်လေးကိုကြီးမားပါတယ်အမျိုးသားရဲ့စာတက်မြောက်မှုနှုန်းက52%ကျော်ရှိနေချိန်မှာအမျိုးသမီးတွေအတွက်တော့22%ကျော်
တဝက်တောင်မပြပါဒါဟာအနာဂတ်မျိုးဆက်တဝက်စာအတွက်အခွင့်အလမ်းတွေဆုံးရှုံးနေတယ်ဆိုတဲ့အချက်ကိုပြနေတာပါ လူမျိုးစုတွေအငင်းတွေကတော့ Pashtun, Tajik, Hazara, Uzbek တို့လိုတိုင်းရင်းသားလူမျိုးစုများစွာနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံတိုင်းမှာဘာသာစကားမှာဆိုရင် Dari နဲ့ Pashto ကိုယုံထုံးဘာသာစကားဖြစ်သတ်မှတ်ထားပြီးကိုးကွယ်ယုံကြည်မှုအပိုင်းမှာတော့လူဦးရေရဲ့69.9% ကမွတ်စလင်တွေပဲဖြစ်ကြပါတယ်။ Okay အခု2021ခုနှစ်ကဖြစ်ပျက်တဲ့အပြီးမှာအာဖဂန်နစ္စတန်ရဲ့အုပ်ချုပ်ရေးဖွဲ့စည်းပုံတစ်ခုလုံးဘယ်လိုပြောင်းလဲတော့လဲဆိုတော့ကိုကြည့်ကြရအောင်။ဒါတကယ်ကိုကြီးမားတဲ့အပြောင်းလဲတစ်ခုပါ2021ခုနှစ်ဩဂုတ်လမတိုင်ခင်နဲ့အခုလက်ရှိအခြေအနေကိုရှင်းကြည့်ရအောင်အရင်ကဆိုရင်ပြည်သူကတိုက်ရိုက်ရွေးကောက်တဲ့တမ္ပရာရှိတယ်2004ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာလွှတ်တော်နှစ်ရပ်နဲ့အစ္စလာမစ်တမ္ပရာနိုင်ငံစနစ်ကိုကျင့်သုံးခဲ့တယ်အခုတော့အဲ့ဒီစနစ်ကနေလုံးဝပြောင်းပြန်ထစ်သွားပါတယ်ရွေးကောက်ခံမဟုတ်တဲ့ဘာသာရေးခေါင်းဆောင်တွေကအုပ်ချုပ်တဲ့အစိုးရဖြစ်လာပြီးအရင်ကရှိခဲ့တဲ့2004ဖွဲ့စည်းပုံကိုလည်းဆိုင်းငံ့ထားလိုက်ပါတယ်ပြောရရင်နိုင်ငံရဲ့ဥပဒေနဲ့နိုင်ငံရေးအခြေခံအုတ်မြစ်တစ်ခုလုံးကိုပြောင်းလဲလိုက်တာနဲ့အတူတူပါပဲအဲ့ဒီလိုအုပ်ချုပ်ရေးပြောင်းလဲရဲ့နောက်ဆက်တွဲကတော့အာဖဂန်နစ္စတန်ဟာနိုင်ငံတကာတိုင်းဝိုင်းနဲ့အထီးကျန်ထိပွားတာပါပဲဒီမှာဖော်ပြထားတဲ့အတိုင်းအမေရိကန်ပြည်ထောင်စုအပါအဝင်ကမ္ဘာနိုင်ငံများစုကလက်ရှိအစိုးရကိုတရားဝင်အစိုးရအဖြစ်အတိမတ်မပြုသေးပါဘူးဒီအခြေအနေကနိုင်ငံရဲ့စီးပွားရေးအထူးသဖြင့်နိုင်ငံတကာအကူအညီတွေအပေါ်မှာကြီးမားတဲ့သက်ရောက်မှုတွေရှိနေစေပါတယ်ကဲနောက်ဆုံးပိုင်းအနေနဲ့အဲ့ဒီလိုနိုင်ငံရေးပြောင်းလဲတွေနဲ့နိုင်ငံတကာရဲ့ရည်တည်ချက်တွေကအာဖဂန်ပြည်သူတွေရဲ့နေ့စီဘဝအပေါ်မှာဘလို့တွေတက်ရောက်မှုရှိနေတယ်လဲဆိုတာကိုစီးပွားရေးနဲ့လူမှုဆရာစိန်ခေါ်မှုတွေနဲ့တစ်ဆင့်ကြည့်လိုက်ကြရအောင် စီးပွားရေးဖွဲ့စည်းပုံကိုကြည့်လိုက်ရင်ဝန်ဆောင်မှုကဏ္ဍက GDP ရဲ့ထောက်ဝက်ကျော်95.9% ကိုနေရာယူထားတာတွေ့ရပါမယ်။ဒါမဲ့ဒီဝန်ဆောင်မှုကဏ္ဍဆိုတာကနိုင်ငံတကာအကူအညီတွေနဲ့အများကြီးဆက်ဆက်နေတဲ့ကဏ္ဍဖြစ်တာကြောင့်အခုလိုအပြောင်းလဲတွေအောင်မှာအထီးခိုက်မခံနိုင်ဆုံးအပိုင်းဖြစ်ခဲ့ပါတယ်။ဆက်ပြောရေးကတော့လူဦးရေများစုရဲ့အဓိကအသက်မွေးဝမ်းကြောင်းအဖြစ်ရှိနေစေပါ။ဒါမဲ့ဒီကိန်းဂဏန်းတွေကမကြသေးခင်ကဖြစ်ပွားခဲ့တဲ့စီးပွားရေးပြိုလဲမှုရဲ့အရွယ်စားမှန်ကိုအပြည့်အဝမဖော်ပြနိုင်သေးပါဘူး။အဲ့ဒီစီးပွားရေးပြိုလဲမှုရဲ့ပမာဏကိုအတိအကျပြတဲ့ကိန်းဂဏန်းကတော့ဒါပါပဲ2020ခုနှစ်တခုတည်းမှာပဲနိုင်ငံရဲ့စစ်မှန်တဲ့ GDP တိုးတက်မှုနှုန်းဟာအနှုန်း20.4% အထိထိုးကျသွားခဲ့ပါတယ်ဒါဟာစီးပွားရေးတစ်ခုလုံးအကြီးအကျယ်ကျုံသွားတဲ့ဆိုတာကိုပြနေတာပါအဲ့ဒီစီးပွားရေးပျော်လဲမှုရဲ့အကျိုးဆက်တီးကပြည်သူတွေရဲ့ဘဝကိုတိုက်ရိုက်လာပြီးရိုက်ခတ်ပါတယ်။သွင်းကုန်တွေရက်သွားတယ်။နိုင်ငံသုံးငွေတန်ဖိုးကထိုးကျသွားတယ်။ကုန်စည်နှုန်းတွေကလည်းအစမတန်မင်းတက်လာတယ်။အစိုးဆုံးကတော့စားနယ်ရိခါမလုံလောက်မှုပါပဲ။2020အစောပိုင်းစာရင်းတွေရဆိုရင်လူဦးရေတန်း20ကျော်ပြောရရင်နိုင်ငံလူဦးရေရဲ့ထက်ဝက်ဒီမှလောက်ဟာအငတ်ပေးအစနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါအပြင်ရေရှားပါမှုလို့တဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေလူကုန်ကူးမှုလို့လူမှုရေးပြဿနာတွေကလည်းအရင်ကတည်းကပုံမဆိုးရွားလာခဲ့ပါတယ်ဒီလိုမျိုးစီရှိမှမြင်နေရတဲ့ကြီးမားလာတဲ့စိန်ခေါ်မှုတွေကြားမှာဇွဲတက်တိရှိတဲ့အာဖဂန်ပြည်သူတွေအတွက်အနာဂတ်ဟာဘလို့ပုံစံထိလာနိုင်မလဲဒါဟာကဘာကစောင့်ကြည့်နေုံတက်တက်မဟုတ်ဖေသူတို့ရဲ့ကြမ်းကြမ်းခံနိုင်မှုနဲ့မျောလင်းချက်တွေပေါ်မှာပဲမူတည်နေတဲ့အဖြစ်တစ်ခုဖြစ်လာမှာပါ